ကွမ်းရွက်ကရတဲ့အဆီသတ္တုရည်စတာတွေကပိုးပေါက်ပွားမှုကိုရပ်တန့်စေပြီးတော့ gram positive နဲ့ gram negative ဘက်တီးရီးယားပိုးအမျိုးအစားများစွာနဲ့မှိုမျိုးများကိုသေစေနိုင်ကြောင်းကိုတွေ့ရှိရပါတယ်။အဲ့ဒီစာတမ်းကို US က National Library of Medicine မှာစာတမ်းတင်ထားတာဖြစ်ပါတယ်။ကွမ်းရွက်ကရယူတဲ့အဆီသတ္တုရည်စသည်တို့ကသေစေတဲ့ပိုးတွေမှာဆေးတွေကိုခံနိုင်ရည်ရှိနေတဲ့ပိုးတွေနဲ့ပြင်းထန်ကူးစက်ရောဂါကိုဖြစ်စေတဲ့ပိုးတွေလည်းပါဝင်ကြောင်းတွေ့ရှိခဲ့ရတယ်။ကွမ်းရွက်က E. coli, Pseudomonas aeruginosa စတဲ့ gram negative ဘက်တီးရီးယားပိုးတွေရော Staphylococcus aureus စတဲ့ gram positive ဘက်တီးရီးယားပိုးတွေရော Candida albicans တို့စတဲ့မှိုပိုးတွေမှာရောပြင်းထန်အကျိုးများတဲ့သက်ရောက်မှုရှိပါတယ်။သုတေသနမှာကွမ်းရွက်ရဲ့ဘက်တီးရီးယားပိုးသေစေတဲ့သက်ရောက်မှုဘက်တီးရီးယားပိုးပွားများမှုကိုရပ်တန့်စေတဲ့သက်ရောက်မှုမှိုကိုသေစေတဲ့သက်ရောက်မှုမှိုပွားများမှုကိုရပ်တန့်စေတဲ့သက်ရောက်မှုတွေကိုလည်းတွေ့ရှိခဲ့ရတယ်